အားလုံးပဲမင်္ဂလာပါဆိုတော့ဒီနေ့ကတော့ကျွန်တော်ရဲ့နောက်ဆုံးရက်ပေါ့နော်ဆွစ်ဇာလန်မှာဆိုတော့ကျွန်တော်ဒီနေ့သွားမယ့်နေရာကတော့Istatburg လို့ခေါ်တယ်ပေါ့နော်ဆိုတော့ဒီ K-drama မှာကြည့်တဲ့လူတွေတော်တော်များများဆိုရင်တော့သိလိမ့်မယ်ပေါ့နော်ကျွန်တော်ဒီ Crash Landing on You ရဲ့ဒီ final episode မှာပေါ့နော်ဆိုတော့ကျွန်တော်တို့ဒီသူမင်းသားကတရားလေးပေါ်မှာရေကန်းတရားလေးပေါ်မှာသူဒီ piano တီးပြီးတော့မှဒီမင်းသမီးနဲ့ပထမဦးဆုံးမှာလွဲပြီးတော့အဲ့ဒီရေကန်လေးပေါ့နော်ဆိုတော့အဲ့ကိုတော့မှဖြစ်ပါတယ်ခင်ဗျာဒီနေ့ကပေါ့နော်ကျွန်တော်အဲ့ရေးပြက်ခံပြီးတော့စောထားလာလိုက်တာအတော်လေးမှန်သွားတယ်ပေါ့နော်ဆိုတော့ကျွန်တော် weather forecast တော့ကြည့်လာတယ်မင်းညဒီနေ့ကနှင်းနေကြမယ်ပေါ့နော်ဆိုတော့နှင်းကြမယ်ဆိုရင်တော့ကျွန်တော်ဒီ visibility ကဒီစောကရေကန်လေးတောင်းနေပြီအဲ့လောက်ထိရှင်းရှင်းလင်းလင်းမြင်ရမှာမဟုတ်ဘူးပေါ့နော်ဆိုတော့ကျွန်တော်နှင်းမကြခင်လေးရောက်လာတယ်7မိနစ်လောက်လေးပဲပေါ့နော်ဆိုတော့ကျွန်တော်အဲ့လို7မိနစ်လောက်လေးမြင်ပြီးတော့လုံးဝမြူတွေဆိုင်းလာပါပေါ့နော် fogging ဖြစ်ပြီးတော့တောင်းနေအကုန်လုံးကကျွန်တော်ရှေ့ကနေပျောက်သွားတာပေါ့နော်ဆိုတော့ဒါပေမဲ့7မိနစ်လောက်လေးကျွန်တော်ကန်ကောင်းပြီးတော့မြင်ခဲ့ရတယ်ပေါ့နော်ဆိုတော့ဆမ်မာဆိုရင်တော့ပိုပြီးလှလိမ့်မယ်ဒီရေကန်ကလေနေတာရယ်ကောင်းကင်ကလည်းကြီးပြီးတော့မှပြနေမယ်ဆိုရင်တော့ပိုလှလိမ့်မယ်ဒါပေမဲ့ကျွန်တော်ကထုံးစံတိုင်းပေါ့နော်ဆိုတော့အေရှာကလာတာဆိုတော့နှင်းကြလဲကျွန်တော်ပြောတယ်ပေါ့နော်ဆိုတော့ကျွန်တော်နှစ်ခုလုံးတော့မြင်လိုက်ရတယ်နှင်းနေတဲမှာလည်းလမ်းလျှောက်တိုက်တယ်နှင်းနေနဲ့လည်းဒီရေကန်ကိုမြင်လိုက်ရတယ်ပြီးတော့ကြီးကြီးလင်းလင်းလဲကျွန်တော်မြင်လိုက်ရတယ်ပေါ့နော်ဆိုတော့အရင်ကောင်းခဲ့ပါတယ်
ကျွန်တော်တို့နှင်းကအမြင်သာလှတာပေါ့နော်ဒါပေမဲ့နည်းနည်းတော့အနွိုင်းဖြစ်စရာကောင်းတယ်ကျွန်တော်ခေါင်းတွေလည်းဆိုပြီးတော့ပေါ့နော်ပြီးရင်လုံးဝအပြင်လည်းမမြင်ရတော့ဘူးဆိုတော့ကျွန်တော်တစ်ချက်လေးထိုင်တစ်ချက်တော့မဟုတ်ဘူးပေါ့နည်းနည်းတော့နိုင်ရွက်တနိုင်လောက်တော့ကျွန်တော်အဲ့ဒီခုံမထိုင်ခဲ့ပြီးတော့ကျွန်တော် interlake ကိုပြန်မယ်နေ့လည်စာစားမယ်ကျွန်တော်နောက်ဆုံးရက်လည်းဖြစ်တာဆိုတော့ Slovenia တွေဝယ်ပြီးတော့ကျွန်တော်ဒီ Austria ကို Graz ကိုညရက်ထားနဲ့ပြန်มาဖြစ်ပါတယ်ခင်ဗျာကတော့ကျွန်တော်ညရက်ထားစီးဖို့အတွက် Zurich ကိုပြန်သွားနေတာပေါ့နော်ဆိုတော့ကျွန်တော်အခုဆိုရင် Interlaken ကနေပြန်ပြီးတော့ထွက်လာပြီးဖြစ်ပါတယ်ဆိုတော့ကျွန်တော်အမြဲဖြစ်တဲ့စိတ်ကတော့ခရီးတစ်ခုပြီးတိုင်းမှာပေါ့နော်မပြန်ချင်ဘူးပေါ့နော်ဆိုတော့ကိုအရန်ကျွန်တော်တော့ဆိုရင်ဒီ9ရက်ကအရန်ကိုကောင်းပြီးတော့ကျွန်တော်ပြန်ပြီးတော့မှ reflection နဲ့အများကြီးလုပ်ဖြစ်တယ်ဆိုတော့အရန်ကိုလှပတဲ့ရက်9ရက်တာလို့ကျွန်တော်ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒီ9ရက်ကကျွန်တော်ဘဝအတွက်မမေ့နိုင်စရာခရီးတစ်ခုလည်းဖြစ်ခဲ့ပါတယ်ဆိုတော့ဒါကတော့ကျွန်တော်တို့ဆွစ်ဇာလန်ရဲ့မြို့တော်ပေါ့နော်ဘန်ကိုကျွန်တော်ရထားပေါ်ကနေပဲဖြတ်သွားရင်းနဲ့မြင်ရတာပေါ့လေအဲ့ဒါပြီးရင်တော့ကျွန်တော် Zurich ကိုရောက်မယ်အဲ့ဒါပြီးညဘက်ကျွန်တော် Graz ကို7နာရီလောက်ရထားစီးပြီးတော့မနေ့ဖြစ်မနေ့ဆိုရင်တော့ကျွန်တော် Graz ကိုပြန်ရောက်ပြီပေါ့လေဆိုတော့ဒီဗီဒီယိုကိုအဆုံးထိကြည့်ပြတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဒါကတော့ကျွန်တော်ပြောတဲ့အတိုင်းပေါ့နော် vlog တက်ဆိုင်ကျွန်တော်တွားခဲ့တဲ့နေရာတွေကိုစုစည်းထားခြင်းလို့ကျွန်တော်လုပ်လိုက်ရခြင်းပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာကန်ကောင်းချင်တော့ကျွန်တော်ဒီ6ရောက်ခန်းကိုပေါ့နော်ကျွန်တော်တယောက်တည်းရလိုက်တယ်ပေါ့နော်ဆိုတော့ကျွန်တော် Graz ကိုဒီ Austria ပြန်ကိုကျွန်တော်တယောက်တည်းအေးဆေးတညလုံးအိပ်ပြီးတော့ပြန်သွားရတော့မှာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ bye bye good night ပါ